ဘောက်ဆရာတွေနဲ့တွေ့မှစူပလာဂုံစင်းခံလိုက်ရတဲ့ဟာလဝါဆိုင်လေးရဲ့ဝမ်းနေစရာဖြစ်ရမှန်ဇလန်းအားလုံးပဲမင်္ဂလာပါထားမထားတဲ့ဆရာကြားတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဤကဲပွဲလူစီတဲ့နာကွန်တန်တာကြပါစေလီအရန်ကီဒန်ဆိုပြီးတော့ဘောက်ဆရာတွေကအခုမနက်ပိုင်းမှာပဲ sorry တွေကြွေတဲ့ sorry တွေမြေမှာပြောပြီးလေးဆိုပြီးတော့ပွဲခံနေကြပြီပဲဖြစ်ပါတယ်ဤကဲပွဲတို့ဦးဆောင်တဲ့ဘောက်ဆရာတွေကအခုဆိုရင် sorry မှာဗလာတလုံးစားသုံးပြီးတော့ဟာလဝါကိုတားမုံအောင်လှုပ်ဆောင်ပြခဲ့ပြန်ပါပြီဟာလဝါဆိုင်လေးဆရာကြီးလာမှပြကြသွားတော့လေပြောရမလို့ပဲအလွန်ဆွဲဟာလဝါဆိုင်တင်းကဘရာဇီးထွန်းကြိုင်အိန္ဒိယဘွိုင်းလေးယာကုတ်ပိုင်စော်ဂျီဘဲလေးဘယ်လင်ဂန်စားတဲ့အဓိကစားမတွေနဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်ဟန်စီပလေးရဲ့အသင်းကတော့ဤကဲပွဲလက်ဗန်ဒေါစကီပြောင်းမှုကေနဲ့ဂျီဘော်ကြီးရာဖင်းညာဘတ်ထရီဖန်ရှင်ကင်းကွန်ဒေးစားတဲ့အဓိကစားမိုင်းနဲ့ဟာလဝါကိုဖရီးချိတ်ဖို့ပြင်ဆင်လာခဲ့တာပါပထမပိုင်း35မိနစ်မှာပဲပြောင်းမှုကေရွေးနဲ့ရာဖင်းညာကပါကင်လာဖောက်ခဲ့ပြီးခက်ဆက်လေးဆိုတော့ဟာလဝါဆိုင်နဲ့ပလာတာဆိုင်ဘွားကိုရောက်ခဲ့ရပါတယ်အဲဒီကစပွဲကကြတာကပထမပိုင်းချိန်ပုံမှာဖြစ်ပြီးတော့ဘရာဇီးထွန်းကြိုင်လေးကပလာတာစမူစာတွေမလုပ်ဘဲနဲ့ဟာလဝါငါတို့ဘရာဇီးမြို့ကကျွန်းပေါ်ရဲ့အဓိကစားစရာကွာဆိုပြီးတော့ဟာလဝါရောင်းအားကို3အောင်လောက်ကိုလိန်ကောက်ကလေထီလေးမပါသေးချိန်ဟာလဝါရောင်းမြင့်တင်ဌာနမှုနေနဲ့ခြေပါကိုတကိုလှလှပပတီးပေးခဲ့တာပဲဖြစ်ပါတယ်တိတ်မကြပါဘူးကိုဗစ်ကာလာတုန်းကတစ်တော့ပြင်းလက်ဗန်ဒေါစကီကဟာလဝါကိုပလာတာထပ်ပိုကြိုက်လို့အားပေးလိုက်ပြီးတော့နှလုံးတို့တီးချက်နဲ့တူပဲဟာလဝါဆိုင်လေးလည်းရိုင်းနေခဲ့ရပြန်ပါတယ်ဒါပေမဲ့3နှစ်3ဘူးလောက်ကြာတဲ့အချိန်မှာပဲဟာလဝါတယ်လေးတွေကရောင်းအားမကြဆင်းမို့ရေးဂါစီယာကခဲစစ်ဂိုးသွင်းပြီးတော့အဖိုးတန်ခြေပါကိုရောက်ရှိခဲ့လို့အကုန်လုံးလည်းအားသိငခဲ့ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့အီကွယ်ပွဲတို့နဲ့ဘောက်ဆရာတွေအတွက်အခွင့်အရေးကလူစင်းအားသာချက်ဖြစ်ပြီးဒဏ်ရာပြဿနာကင်းတာတွေကဘောက်ဆရာတွေအတွက်စော်ရီမြေကိုလော်ယာဝတီတိုင်းဖြစ်နေပြောင်းလဲနိုင်ခဲ့တဲ့အဓိကအားသာချက်ပါပဲ83မိနစ်မှာပဲဘရာဇီးသားလေးရာဖင်းညာရဲ့ဒီချက်နဲ့ဟာလဝါဆိုင်လေးကပြတ်သုံးခဲ့ရပြီးတော့ဟာလဝါတွေလည်းဂုံစင်းခံလိုက်ရပါတော့တယ်အလားကောင်းပြီမဲ့ခါနှောင်းသွားခဲ့တဲ့ပိတ်တီးပြီးမဲ့လိတ်ထီးလေးဝင်လာခဲ့ပြီးတဲ့နောက်ဤကဲပွဲကိုပညာတွေပေးတင်ချာတွေမေးနိုင်ခဲ့မယ်ဘောင်းမီအောက်ကိုစောဘရောမှစောက်ဖို့မပြောတဲ့ဤကဲပွဲတို့တင်ကတော့တောင်တင်းနဲ့ရန်လူစင်းနဲ့ပဲဟာလဝါဆိုင်ကိုအုံလိုက်ကျင်းလိုက်ဝိုင်းသိမ့်ပြီးတော့ဘောက်ကလေးကိုချမျက်မှန်လေးကိုတက်ကခုဆိုရင်တော့ TikTok အပုပ်ပေါင်းနဲ့ဗီဒီယိုတွေ386ခေါက်ထိကိုရိုက်ကူးပြီးခဲ့ပြီပဲဖြစ်ပါတယ်ဟာလဝါရောင်းအမြင့်တင်တာဝန်ခံလေးပိတ်တီးပြီးမဲ့လိတ်ထီးလေးကတော့အတင်းအကောင်တွေကြေကွဲလူငယ်ပဲဖြစ်ဖို့အတွက်ထုံးကြိုင်တို့တသားကိုကားကွက်တွေထက်ဂိုးသွင်းခြင်းမို့ဆုံးမနေခဲ့တာလည်းတွေ့ရမှာဖြစ်ပါတယ်စော်ရီကျွေတဲ့စော်ရီမြေကဟာလဝါတွေကိုဘောက်ဆရာတွေလက်ကားတီးသွားခဲ့တဲ့ဖြစ်အမှန်ဇလန်းလေးဟာခုဆိုရင်ပြောဆရာတွေများစွာနဲ့ရှိခဲ့မယ်နောက်ဆုံးမှာတော့ဘောင်းမီအောက်ကိုရှော့တော်သားမျက်မှန်လေးတက်ပြီးတော့ဤကဲပွဲလူစီတယ်နာလုံနေတဲ့ကောင်တွေရဲ့ဒီလုံးတန်တွေအောက်မှာပဲဇက်သိမ်းသွားခဲ့တာပဲဖြစ်ပါတော့တယ်စုံလင်ကြည့်တာအားလုံးကိုကျေးဇူးပါခင်ဗျာ